တွေ့ကြည့်လိုက်တော့ဟာတိုင်းခုပမာမမရလို့ကွန်ပျူတာတဲ့နေတာလူမရွေးစေချမ်းသာတတ်တဲ့နာပေးဝရမြတ်တာမင်းမဆိုတဲ့ညီကကူညီစေပါဖြစ်စခဲ့တာကဲများလည်းပြုံးမပြေခဲ့ပါလေးစားတဲ့တဲ့ထိုးရဲ့ကြောင်းတော့ဟာနာကပွားရဲ့လူငယ်များတွေ့မိဆိုင်ခဲ့တဲ့ပညာပြိုးတော်လင်းများဒီနေတာမှာစင်သေးရှိနေတာ